ဒီရှုတကယ်ပဲရှင်ပြန်ထမြောက်ကြောင်းတေချင်းကိုအောင်မြင်သောဖရာဖြစ်ကြောင်းကိုကျမ်းစာကအတိအလင်းဟောပြထားတာဖြစ်ပါတယ်ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမြှောက်ပါတယ်အသက်ရှင်သောနှုတ်ကပတ်တော်တရားဒေသနာကိုလက်တေခံဝေငါခွင့်ပြုသောရန်ကုန်ချင်းနေချင်းအသင်းတော်၏စပြည့်နယ်ပိတ်တရားဒေသနာထုတ်လွှင့်မှုအစီအစဉ်မှာတာဝန်ရှိသူများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတကွဆင်ခြင်ခွန်အားယူမဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့တေချင်းကိုအောင်မြင်သောဖရာဖြစ်ပါတယ်တေချင်းကိုအောင်မြင်သောဖရာဖြစ်ပါတယ်ခြေပြုကျမ်းစာတော်များကိုဖတ်ကြားလိုပါတယ်ရှင်တို့ကခဝင်ကျမ်းအခန်းကြီး24အငယ်9မှ6ရှင်တို့ကခဝင်ကျမ်းအခန်းကြီး24အငယ်9မှ6ထိုမိန်းမတို့သည်ကြောက်လန့်သောစိတ်နှင့်ငုံ၍နေစဉ်တွင်ထိုသူတို့ကသင်တို့သည်အသေးကောင်ရှိရာအရ၌အသက်ရှင်သောသူကိုအဘယ်ကြောင့်ရှာကြသနည်းဤအရ၌မရှိထမြောက်တော်မူ၏ကျမ်းစာထဲမှာဖော်ပြထားတဲ့အမျိုးသမီးတွေကဘယ်သူတွေလဲရှာကြည့်လိုက်တဲ့အခါမှာရှင်လူကခဝင်ကျအခန်းကြီး24အငယ်30မှာပြန်ပြီးတော့မှတွေ့တယ်ရှင်လူကခဝင်ကျအခန်းကြီး24အငယ်30မှာပြန်ပြီးတော့တွေ့ရတယ်ထိုအကြောင်းအရာကိုတမန်တော်တို့အပြောတော်သူကမာဂဒလအာရိယောဟန်နယာကုပ်၏အမိဖြစ်သောမာရိနာဆလီအခြားသောမိန်းမများဖြစ်သည်ခင်ယေရှုအသက်ရှင်စဉ်တုန်းကအတူရှိနေခဲ့ကြတယ်ဖြစ်တယ်ဒါကြောင့်ဒီအမျိုးသမီးတွေကခင်ယေရှုရဲ့အုပ်ကိုအားကြတာဖြစ်တယ်သူတို့ဘာသာလုပ်လဲဆိုရင်ခင်ယေရှုရဲ့အလောင်းတော်နဲ့နတ်သားစီဝေးတွေနဲ့ပူဇော်ဖို့လာတာဖြစ်တယ်သူတို့ရောက်လာတဲ့အခါမှာခင်ယေရှုရဲ့အုပ်ကိုပိတ်တယ်တွေ့လိုက်တယ်အုပ်ကိုပိတ်ထားတဲ့ကြောက်ပြားကြီးမရှိတော့ဘူးဒါနဲ့သူတို့အုပ်ကိုထဲဝင်ပြီးခင်ယေရှုရဲ့အလောင်းတော်ဝင်ကျင်လိုက်တဲ့အခါမှာသူတို့စိတ်တွေလှုပ်ရှားသွားတယ်ဘလို့ဖြစ်တာလဲခင်ယေရှုရဲ့အလောင်းကဘယ်ကိုရောက်သွားတာလဲဘသူတွေကယူသွားတာလဲသူတို့စဉ်းစားဆင်ခြင်နေစေအမေကောင်းကင်တမန်ဒီကောင်ရှိတဲ့အရာမှာအသက်ရှင်တော်သူကိုဘာကြောင့်လာရှာရတာလဲပင်တို့ရှာနေတဲ့သူကဒီနေရာမှာမရှိတော့ဘူးထမြောက်သွားပြီတေချင်းကိုအောင်မြင်ခဲ့ပြီဟိုအမျိုးသမီးတွေကောင်းကင်တမန်ပြောနေချင်းဖြစ်တယ်ဒီသတင်းစကားကကျွန်တော်တို့တယောက်ချမ်းစီတိုင်းကိုအမကန်ကြီးပေးထားတာဖြစ်ပါတယ်ယေရှုလောကမှာတမန်တကယ်အသက်ရှင်ခဲ့ပါလေအသေးသက်ချင်းလေးခံခဲ့ရပါလေတိုးတော်လေးဒီတေးချင်းမှာပဲအဆုံးသတ်သွားလားဆိုတော့မဟုတ်ပါဘူးဒီယေရှုတကယ်ပဲရှင်ပြန်ထမြောက်ကြောင်းတေးချင်းကိုအောင်မြင်သောဖရာဖြစ်ကြောင်းကိုကျမ်းစာကအတိအလင်းဟောပြထားတာဖြစ်ပါလေကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး15အငယ်3မှငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှေ့ဦးစွာအပ်ပေးသောအကြောင်းအရာငါခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တကြုံပြီးမှကျမ်းစာလာသည့်အတိုင်း3ရက်မြောက်သောနေ့ထမ်းတော်မူ၏ထားတာဖြစ်ပါလေစေဆောင်သောဓမ္မမိတ်ဆွေများဒီချင်းမှရှင်ပြန်ထမြောက်တော်မူသောခင်ယေရှုကိုမမေ့မလျော့သောစိတ်နဲ့လူဘဝအသက်ရှင်ခြင်းခဏမှာတို့ကြောင့်ရင်ဆိုင်ရတဲ့ဒုက္ခပြဿနာတွေတို့ရဲ့ကြောင့်ရမှုများအားလုံးယုံကြည်ခြင်းအပြည့်နဲ့ခင်ထအားပြီးတော့ဆက်လက်ရှောင်လန်းကြပါစို့ဓမ္မမိတ်ဆွေများအားလုံးကျမ်းမာရှင်လန်းသောနေ့ကိုဘုရားသခင်ပြည့်စုံကောင်းချီးပေးပါစေ